လူတယောက်ကဒေါ်လာ9 သန်းတန်တဲ့ရွှေတစိတ်တစ်ခုကိုဆာလာဖျူရီအက်ဆစ်ထည့်လိုက်တယ်။မိနစ်အနည်းငယ်အတွင်းရွှေရောင်တောက်ပမှုပျောက်ကွယ်သွားပြီးအဖိုးမရှိတဲ့တန်စကရက်လိုဖြစ်သွားတယ်။အနားမှာရှိတဲ့လူငယ်တန်းကျွဲ့တို့ထဲကအရန်စိတ်ဆိုးသွားပြီးသူ့ကိုဒီအဖိုးမရှိပစ္စည်းကိုဝယ်စေခဲ့တဲ့ရှီဟောင်းပစ္စည်းအကဲဖြတ်ပညာရှင်ကိုအပြစ်တင်တယ်။ဒီအချိန်မှာပဲအဲ့ဒီလူကတန်စကရက်ကိုဒေါ်လာ1000နဲ့ပြန်ဝယ်လိုက်တယ်။သူ့ရဲ့ကောင်မလေးကနားမလည်နိုင်ခဲ့ဘူး။ဒါပေမဲ့သူကနောက်ပိုင်းမှာဒီတန်စကရက်ကအဖိုးကြီးတန်းကြီးတန်ရတဲ့ယတနာဖြစ်လာမယ်လို့ယုံကြည်စွာပြောခဲ့တယ်။လေလံပွဲဆက်လက်ပြီးဒုတိယပစ္စည်းချစ်တက်သားဘုံတစ်လုံးကိုရောင်းချဖို့ထုတ်ပြန်ခဲ့တယ်။ဒီဘုံကိုဘယ်သူမှမဖွင့်နိုင်ခဲ့ဘူး။စတင်ဈေးနှုန်းကဒေါ်လာ3 သိန်း။လူငယ်တန်းကျွဲ့သူတွေကဘုံပြက်လေးပဲလို့ထင်ခဲ့ပြီးပညာရှင်တောင်မတန်ဘူးလို့အကြံပြုခဲ့တယ်။ဒါပေမဲ့အဲ့ဒီလူကပုံထဲမှာလှုပ်ဝက်ချက်ရှိနေတယ်လို့မြင်တွေ့ခဲ့တယ်။သူကချက်ချင်းဒေါ်လာ9 သိန်းနဲ့လေလံတင်လိုက်တယ်။လူတွေကရေမိုးကြပြီးဘုံပြက်တစ်လုံးကိုငွေတန်းချီသုံးတာမိုက်မဲတယ်လို့ပြောကြတယ်။အခြားဘယ်သူမှလေလံမတင်တဲ့အတွက်သူကဘုံကိုအောင်မြင်စွာဝယ်ယူလိုက်တယ်။လူတိုင်းရနေချိန်မှာလေသူကအစောပိုင်းကဝယ်ထားတဲ့တန်စကရက်တစ်စိတ်ကိုယူပြီးစင်ပေါ်တက်သွားတယ်။အဲ့ဒီတစ်စိတ်ကိုပုံနဲ့ထည့်လိုက်တာနဲ့ပုံကချက်ချင်းဖွင့်သွားတယ်။အတွင်းမှာတော့ဓားမြန်းစွာထွက်ပေါ်လာတယ်။ပညာရှင်တယောက်ကဓားတစ်လက်ကိုယူစစ်ဆေးပြီးဓားတွေဟာရှေးခေတ်မင်းဆက်ဘီရင်များအသုံးပြုခဲ့တဲ့ဓားတွေပါလို့ပြောလိုက်တယ်။ဓားတစ်လက်စီးကဒေါ်လာ100 သန်းတန်ကြောင်းတိလိုက်တဲ့အချိန်လူတိုင်းအံ့အားသွားကြတယ်။လူတိုင်းသူ့လက်အကဲဖြတ်နိုင်စွမ်းကိုအံ့အားနေချိန်မှာလေလံပွဲမှာမြင်းတကောင်ကိုဆက်လက်ရောင်းချတယ်။အဲ့ဒီလူကဒီပစ္စည်းကိုစောင့်နေခဲ့လာကြပြီဖြစ်တယ်။ချက်ချင်းဒေါ်လာ9 သိန်းနဲ့လေလံတင်လိုက်တယ်။လူငယ်တန်းကျွဲ့သူထဲကလည်းတန်ဖိုးရှိနိုင်တယ်လို့ခံစားမိပြီးဒေါ်လာ6 သန်းထပ်တင်လိုက်တယ်။နှစ်ရုပ်စလုံးဈေးကိုတဖြည်းဖြည်းမြင့်တင်ကြတယ်။အဲ့ဒီအချိန်မှာပဲအဲ့ဒီလူကရုတ်တရက်လေလံမတင်တော့ဘူး။လူငယ်သူထဲကစိုးရင်လာပြီးတန်ဖိုးမရှိတော့ဘူးလားလို့ထင်သွားတယ်။သူကအဲ့ဒီလူကိုအရှက်တင်ဖို့စကားပြောလို့စော်ကားလိုက်တယ်။ဒီလိုနဲ့အဲ့ဒီလူကရုတ်တရက်မတ်တက်ရက်ပြီးဒေါ်လာ10 သန်းနဲ့နောက်ဆုံးလေလံတင်လိုက်တယ်။မြင်းကိုအောင်မြင်စွာဝယ်ယူလိုက်တယ်။လူငယ်သူထဲကမြင်းအတုကို10 သန်းသုံးလိုက်တာမိုက်မဲတယ်လို့ရေမောနေချိန်မှာတည်းအဲ့ဒီလူကအနားရှိဓာတ်တက်လက်ကိုယူပြီးမြင်းကိုလှိုင်တီးလိုက်တယ်။ထိုချိန်မှာမြင်းအဝဲထဲမှာရွှေစင်များစွာထွက်ပေါ်လာတယ်။ပညာရှင်စစ်ဆေးကြည့်လိုက်တော့ရွှေစည်းတစ်စစ်စီမှာအထူးအမှတ်အစားများပါရှိပြီးအဲ့ဒီအမှတ်အစားတွေကရှေးဟောင်းအဖိုးကြီးပစ္စည်းဖြစ်ကြောင်းဖော်ပြနေတယ်။လူတိုင်းအံ့အားသွားကြပြီးသူ့ရဲ့ထူးခြားတဲ့ဉာဏ်ပညာနဲ့အကဲဖြတ်နိုင်စွမ်းကိုမယုံနိုင်တော့ကြဘူး။ဒီလေလံပွဲတစ်ပွဲဟာလူတိုင်းအတွက်မမျှော်လင့်ထားတဲ့အံ့အားသင့်စရာဖြစ်ရတဲ့ဖြစ်သွားတယ်